ကိုယ်စီမှာ abundant block တွေရှိတယ်ဆိုတာကိုသိပြီးသွားပြီလားအထူးသဖြင့်စီးပွားရှင်လုပ်ငန်းရှင်ဖြစ်ပြီးသားလူတွေရဲ့စီးပွားရှင်လုပ်ငန်းရှင်ဖြစ်လာဖို့အတွက်စူးစမ်းနေတဲ့လူတွေလမ်းကြောင်းဖောက်နေတဲ့လူတွေဒီလိုလူတွေစီမှာအထူးသဖြင့် abundant block တွေကစိုးကျိုးတွေမြောက်များစွာပေးတယ်အခုစီးပွားရှင်လုပ်ငန်းရှင်ဖြစ်ပြီးသားလူတွေဆိုလို့ရှိရင်ကိုအစတင်တုန်းကစူးစမ်းအထောက်ခဲ့ချိန်တုန်းကတော့လွယ်ကူပေမဲ့ကိုစီးပွားလုပ်ငန်းကိုဖြစ်မြောက်လာတာနဲ့အမျှတိုးချဲ့လာတာနဲ့အမျှပိုပြီးခက်ခဲလာတယ်ဆိုတဲ့အခြေအနေမျိုးတွေကြုံရတာကိုရဲ့စူးစမ်းအထောက်မှုကို10%စူးစမ်းအထောက်တလောက်10%ပြန်မရဘဲနဲ့0 3%ပဲအကျိုးမြတ်ပြန်ရတာတို့1% 2%လုံးဝကိုအတွက်ကိုဘာမှသုံးမရဘူးဆိုတဲ့အနေအထားမျိုးအကျိုးအမြတ်ပဲပြန်ရတာတို့ဒီလိုအခြေအနေမျိုးတွေကြုံနေရလားတော့မဟုတ်လေအရန်ကိုစူးစမ်းအထောက်နေရပြီးတော့ကိုယ့်ရဲ့စူးစမ်းအထောက်မှုကိုပါကိုကပင်ပန်းလာပြီးတော့ကိုယ့်အရင်တော့ရှိခဲ့တဲ့ကိုယ့်ရဲ့ vision တွေ mission တွေကိုယ့်ရဲ့ဒီအမြင်အာရုံတွေအကုန်လုံးမရှင်းမလင်းတော့တဲ့အနေအထားကိုရောက်ရှိလာတာဒီလိုအနေအထားဒီလိုအခြေအနေတွေအပြင်ကိုမှကိုကအခုလက်ရှိလုပ်ပြီးသားလုပ်ငန်းကနေနောက်ထပ်လုပ်ငန်းတစ်ခုကိုအသစ်ချဲ့မှာအသစ် improve လုပ်မယ် develop လုပ်မယ် new business တစ်ခုကိုစတင်မယ်ပေါ့အဲ့မဲ့အဲ့နေရာလေးမှာဒီ gap ပေါ့အဲ့အကွာအဝေးကြောက်ကိုဘလောက်စူးစမ်းအဲ့အကွာအဝေးကိုလှမ်းပြီးတော့ဖြည့်ဆည်းလို့မရနေတဲ့အနေအထားမျိုးတွေဖြစ်နေလားဒါတော့စီးပွားရှင်လုပ်ငန်းရှင်ဖြစ်ပြီးသားလူတွေရဲ့ abundant block တွေကနေတက်ရောက်နေတဲ့အခြေအနေတွေပြောပြတာအကယ်၍ကိုကလေလက်ရှိမှာတော့စီးပွားရှင်လုပ်ငန်းရှင်မဟုတ်သေးဘူးဒါပေမဲ့ဖြစ်လာဖို့စူးစမ်းနေတယ်လမ်းကြောင်းတွေရှာနေတယ်လမ်းကြောင်းတွေရှာနေတယ်သင်ယူနေတယ်ဘာတွေလုပ်ရမလဲဆိုတာလည်းကိုသိတယ်ဒါပေမဲ့လေကိုဘလို့ပဲစူးစမ်းအထောက်မယ်လို့စိတ်ဆန္ဒပြင်းပြပါစေလက်တွေ့ပါတခုမှအကောင့်ထဲမဖော်ဖြစ်လာတာမျိုး procrastination တို့ sabotage တို့အဲ့လိုစကားလုံးတွေနဲ့သုံးလို့ရတယ်ကိုစီးပွားရှင်လုပ်ငန်းရှင်ဖြစ်လာခြင်းနဲ့စိတ်ဆန္ဒရှိလို့အင်မတန်မှစိတ်ဆန္ဒပြင်းပြတယ်ကိုစီမှာလည်း results တွေကအများကြီးရှိတယ်အသုံးချတယ်စတင်တယ်လုပ်တယ်ဘလို့ပဲစတင်လေကိုလမ်းကြောင်းမှန်ပေါ်ရောက်သွားတယ်လမ်းကြောင်းမှန်ပေါ်ရောက်နေတယ်လို့လုံးဝမခံစားရလာတာမျိုးဆိုတော့အခုပြောခဲ့တဲ့အခြေအနေတွေအကုန်လုံးဒီ abundant block တွေကတက်ရောက်စေမဲ့အကျိုးအာနိသင်အခြေအနေတွေပဲဖြစ်ပါတယ်အဲ့တော့ဆရာခင်းတို့အခုပြောနေတဲ့စကားတွေကိုလေအခြေအမြင့်မရှိဘဲနဲ့ပြောမှာမဟုတ်ဘူးပထမဆုံးတစ်ချက်အနေနဲ့ကဆရာခင်းကိုယ်တိုင်ကိုကဟို2019ဆိုတဲ့ခုနှစ်ကနေပြီးတော့ပေါ့နော်ဒီကိုယ်ပိုင် independent working ကိုယ်ပိုင်လွတ်လပ်တဲ့အလုပ်ကိုစတင်လုပ်ခဲ့ပြီးတော့ဒီနှစ်ကာလတွေမှာကိုယ်ပိုင်လစဉ်ဝင်ငွေတစ်လဝင်ငွေ100%ကနေ200%ကနေ5%ကနေ9%ကနေ10 10ကနေ20%အဲ့လိုရာခိုင်နှုန်းတွေဇက်တိုက်ကိုတိုးတက်အောင်စွမ်းဆောင်လာခဲ့ပြီးသားကိုတွေ့အတွေ့အကြုံကိုတွေ့ရလက်တွေရှိတယ်အဲ့လိုပဲဆရာခင်းတို့ရဲ့ဒီ intuitive method ဆိုတဲ့ဒီနည်းပညာရဲ့ဒီနည်းစနစ်ရဲ့ပေါ့နော်1-on-1 client တွေဆရာခင်းတို့နဲ့တိုက်ရိုက်တွေ့ဆုံပြီးတော့လေဒီ blog တွေကိုရှာဖွေဆွဲထုတ်ပြီးတော့မှတန်ရှင်းပစ်ပြီးသွားတဲ့အဲ့ client တွေရဲ့ဘဝမှာလေသူတို့ရလက်တွေဆိုလို့ရှိရင်ဒီနေ့ထိုင်ပြောမယ်ဆိုရင်တနာရီနဲ့လည်းပြောလို့မလောက်ဘူးသူတို့ဘဝမှာဒီ blog တွေရှာဖွေဆွဲထုတ်ပြီးတော့တန်ရှင်းပြီးတဲ့နောက်သူတို့ရဲ့စီးပွားလုပ်ငန်းမှာဘလို့အပြောင်းလဲတွေဖြစ်သွားတယ်ဆိုတာတခုပြမယ်ဆရာတို့ client တယောက်ဆိုလို့ရှိရင်သူအစတင်တော့ကတော့လုပ်ငန်းကအဆင်ပြေတယ်ဒါပေမဲ့အဲ့အချိန်ခါတုန်းကနိုင်ငံရေးတွေဒီစစ်ဘေးတွေယောဂဘေးတွေဒီလိုအခြေအနေတွေအကုန်ပေါင်းစုံပြီးတော့သူ့ရဲ့စီးပွားရေးလုပ်ငန်းကဘာဖြစ်သွားလဲဆိုရင်စီးပွားပြတ်သွားတယ်ဆိုတာကလုပ်ငန်းဝင်ငွေလုံးဝမရှိတော့ဘဲနဲ့သူ့ဘက်ကနေထွက်ငွေသူ့ရဲ့အလုပ်ရုံအတွက်ကိုဆက်ပြီးအလုပ်သမားတွေကိုငှားရမ်းရတဲ့ထွက်ငွေတွေသူ့အလုပ်ရုံကိုထပ်ပြီးတော့ဆက်ပြီးတော့လဲပတ်နေရတဲ့ထွက်ငွေဒါပေမဲ့အဝင်ငွေရှိလားဆိုတာမရှိဘူးအကျွေးတွေတင်တစ်လပြီးတစ်လတင်တစ်နှစ်ပြီးတစ်နှစ်တင်အဲ့လိုအနေထားမျိုးဖြစ်သွားတယ်ဖြစ်ပြီးတော့ဆရာခင်းတို့နဲ့တွေ့ဆုံတယ်ဆရာခင်းတို့ကဒီ abundant block တွေဆိုတာကိုရှင်းပြတယ်သင်ပြတယ်အဲ့ abundant block တွေကိုဆရာခင်းတို့ရဲ့ the intuitive method ဆိုတဲ့နည်းပညာနဲ့ရှာဖွေတယ်တန်ရှင်းတယ်အဲ့လိုတဲ့အခါမှာ3လဆိုတဲ့ကာလအတွင်းကိုစီးပွားပြန်ပွင့်သွားပြီးတော့တစ်နှစ်ဆိုတဲ့အတိုင်းအတာကာလအတွင်းမှာသူ့ရဲ့စီးပွားရေးတည်အရင်သူအဆင်ပြေစဉ်ဆိုတဲ့အချိန်ကာလတက်ပို့ပြီးတော့မှတိုးမြင့်သွားတယ်
ဒါဟာတိုက်ဆိုင်မှုမဟုတ်ဘူးဒါဟာစ조사အထောက်မှုတွေအဲ့မဲ့တခုတော့ရှိတယ်အရင်တုန်းက abandoned block တွေကိုမသိပဲမရှာဖွေမရှင်းလင်းမဲနဲ့စ조사အထောက်တယ်ဆိုရင်တော့အဲ့စ조사အထောက်မှုတွေကအင်မတန်ပင်ပန်းတယ်လို့ခံစားရမယ်စ조사တလောက်ရလက်မခံစားရဘူးဆိုပြီးတော့တွေ့မြင်ရမယ်စ조사တလောက်လမ်းပြောက်လာတယ်ဆိုတဲ့အနေအထားမျိုးတွေစိုက်ရောက်ရလိမ့်မယ်abandoned block တွေရှာဖွေပြီးတန့်ရှင်းပြီးရဲ့နောက်မှာစ조사ရဲဆိုရင်ဘာဖြစ်လာရင်လဲဘာတွေဖြစ်ကြလဲဆိုရင်တော့စ조사တလောက်ဖြစ်မြောက်တယ်စ조사တလောက်အခွင့်အလမ်းတွေတစ်ခုပြီးတစ်ခုဆက်ပေါ်တယ်စ조사တလောက်ကိုမှအင်အားတွေတက်လာတယ်ကိုလုတ်တလောက်ကင်တလောက်ကြံစီတလောက်တွေဖြစ်မြောက်လာတယ်ဖြစ်ထွန်းလာတယ်ကိုယ့်ရဲ့စီးပွားလုပ်ငန်းမှာဆရာခင်တို့အများကြီးမပြောပြဘူးလလောဆယ်အခုဒီ January လဒီတလတယ်เนาะ2026ဒီ January လထဲကပဲဆရာခင်တို့ရဲ့ client တွေဒီ energy block တွေရှာဖွေဆွဲထုတ်ပြီးတော့ဒီ abandoned block တွေကိုရှာဖွေဆွဲထုတ်တန်ရှင်းပြီးတဲ့နောက်သူတို့ဘာတွေပြောင်းလဲသွားလဲစီးပွားရေးလုပ်ငန်းဒီ January 2026တလထဲမှာအဲ့ဒါကိုပြပြမယ်ပထမတစ်ယောက်အခြေအနေတွေအများကြီးပြောင်းလဲလာပါတယ်တဲ့အလောက်ကိုင်အခွင့်အလမ်းတွေလည်းအများကြီးပွင့်လာတယ်ကျေးဇူးအများကြီးတင်တယ်ဒုတိယတစ်ယောက်အခွင့်အလမ်းတွေကအများကြီးပေါ်လာတယ်ဒုတိယတစ်ယောက်เนาะတတိယတစ်ယောက်အယောင်းဝယ်တွေအကုန်လုံးပြန်အဆင်ပြေလာပြီကျေးဇူးတင်ပါတယ်နောက်ထပ်တစ်ယောက်တက်လုံးအသုံးပြုသွားမှာပါဒီနီးလန်းတွေကိုကြာလေလောက်ရတာရှင်းလေလောက်ပြီးတိုင်းလဲကြည်လင်လာတယ်ဆိုတော့ဒီအရာတွေဒီအခုပြောသွားတဲ့ client တွေကဒါရှေ့ဝေးရှေ့နှစ်တွေရှေ့2နှစ်3နှစ်4 5နှစ်တွေမဟုတ်ဘူးဒီ January လတလအတွင်းက client တွေသူတို့လက်တွေ့ဆရာခင်တို့ရဲ့နီးစနစ်အတိုင်းကို abandoned block တွေကိုရှာဖွေဆွဲထုတ်ပြီးတန့်ရှင်းပြီးရဲ့နောက်ဒီအချိန်ရက်တိုတလအတွင်းနှစ်ပတ်အတွင်းဆိုတဲ့ကာလထဲမှာပဲသူတို့ရဲ့စီးပွားလုပ်ငန်းမှာအယောင်းဝယ်တွေပြန်ပြီးအဆင်ပြေသွားတယ်အခွင့်အလမ်းတွေအများကြီးပေါ်လာတယ်လမ်းကြောင်းတွေအများကြီးပွင့်လာတယ်တိုက်ဆိုင်မှုမဟုတ်ဘူးဒီ abandoned block တွေကိုရှာဖွေဆွဲထုတ်တန့်ရှင်းတယ်ဆိုတဲ့အလုပ်နဲ့ကိုယ့်ရဲ့စီးပွားလုပ်ငန်းကိုကြံစီစ조사အားထုတ်တယ်ဆိုတဲ့ဒီအင်္ဂါရပ်နှစ်ရက်ပေါင်းစပ်မှုကြောင့်ဒီလိုလက်တွေ့အပြောင်းလဲဒီလိုလက်တွေ့အယောင်းဝယ်တွေတက်တာဒီလိုလက်တွေ့အခွင့်အလမ်းတွေပေါ်တာဒီလိုလက်တွေ့အခွင့်အလမ်းလမ်းကြောင်းတွေပွင့်လာဆိုတာတွေကိုအချိန်တိုတစ်ပတ်နှစ်ပတ်တစ်လဆိုတဲ့ဒီလိုကာလတိုအတွင်းကိုခန်းစားကြရတယ်အခုနားထောင်နေတဲ့လူတွေထဲမှာလေကိုယ့်ရဲ့ abandoned block ကိုကရှာဖွေဆွဲထုတ်ခြင်းတယ်ပြီးတော့အဲ့ abandoned block ကိုလေအချိန်တိုအတွင်းကိုတကယ်ကိုတက်တေရှိပြီးသားနီးစနစ်နဲ့တန်ရှင်းပြစ်ချင်တယ်ဆိုရင်ဆရာခန့်ကူညီပေးနိုင်တယ်ဆရာခန့်တို့ဒီ intuitive method နဲ့အလုပ်လုပ်လာတာက2022 January 1ရက်နေ့စတာပေါ့နော်အခုဆိုရင်တော့4နှစ်ကျော်သွားပြီ one on one client session ပေါင်းဆိုရင်1200ကျော်ဆွမ်းဆောင်ခဲ့ပြီးသွားပြီမြန်မာပြည်သူပြည်သား client တွေလည်းပါတယ်လို့မျိုးဒီ Australia UK US New Zealand Switzerland စတဲ့ကမ္ဘာတစ်ဝန်းကနိုင်ငံခြားသားနိုင်ငံခြားသူ client တွေနဲ့လည်းအလုပ်လုပ်ခဲ့ပြီးသွားပြီဒီ client တွေအကုန်လုံးကိုထိတွေ့အလုပ်လုပ်ပြီးတော့ဒီ client တွေရဲ့စီးပွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးတိုးချဲ့အောင်မြင်မှုတွေမှာပိတ်ဆို့နေတဲ့ abandoned block တွေကိုစဉ်ဆက်မပြတ်ဆရာခင်တို့ရဲ့ဒီ intuitive method နည်းပညာနဲ့ရှာဖွေဆွဲထုတ်တန်ရှင်းခဲ့တဲ့အဲ့ဒီအတွေ့အကြုံလက်တွေ့ဒီလိုမျိုးတက်တေတာတကလက်တွေ့ပြောင်းလဲမှုတွေလက်တွေ့ဖြစ်ခဲ့ပြီးတဲ့ဒီနည်းစနစ်နဲ့ဆရာခင်တို့ online class တခုကိုစီစဉ်ထားပေးရပါတယ်နာမည်လေးကတော့ unlimited abundance လို့ခေါ်ပါတယ်ရည်ရွယ်ချက်ကတော့ကိုယ့်ရဲ့ abundant block တွေကိုဆရာခင်တို့နီးစနစ်နဲ့ရှာဖွေတန့်ရှင်းပြီးတော့ကိုယ့်ဘဝမှာဒီ abundant ဆရာခင်တို့ဒီမှာရည်ရွယ်ထားတာကတော့ကိုယ့်ရဲ့စီးပွားလုပ်ငန်းတိုးချဲ့အောင်မြင်ကြီးပွားလမ်းပွင့်မှုတွေကို unlimited လုံးဝအကန့်အသတ်မဲ့ခံစားနိုင်စေဖို့ဖြစ်ပါတယ်ဒီသင်တန်းလေးဒီဆရာခင်တို့ abundant block ကြီး12မျိုး12ခုကိုအစင်လိုက်ဆရာခင်တို့ရဲ့နီးစနစ်နဲ့တန်ရှင်းပေးတဲ့ energy clearing လုပ်ပေးတဲ့သင်တန်းဖြစ်ပါတယ်အချိန်အများကြီးပေးစရာမလိုဘူးတရက်ကို15မိနစ်လောက်အချိန်ပေးရုံနဲ့လုံလောက်တယ်ဒီ abandoned block တွေကိုဆရာခင်တို့ရဲ့နီးစနစ်အတိုင်းပဲလိုက်ပြီးအစင်လိုက်သင်တန်းတွေကသင်ပေးရတဲ့အတိုင်းကိုလက်တွေ့လိုက်လုပ်တာနဲ့တရက်15မိနစ်ပဲတပတ်နှစ်ပတ်တစ်လဆိုတဲ့ကာလအတွင်းကိုယ့်ရဲ့စီးပွားလုပ်ငန်းထဲမှာတကယ်ကိုတိတ်တာထင်ရှားတဲ့ပြောင်းလဲမှုတိုးတက်မှုကိုတွေ့ရလိမ့်မယ်သင်တန်းကြီးအပြည့်ကတော့ဒေါ်လာ150မြန်မာငွေ6သိန်းကျပ်ပါဒါပေမဲ့အခုအထူးအခွင့်အရေးအနေနဲ့အခုချက်ချင်းသင်တန်းအပ်မယ်ဆိုရင်တော့2,880,000ကျပ်ပါ comment မှာရေးပါ messenger မှာတိုက်ရိုက်စာပို့ပါ UA ဆိုတဲ့သင်တန်းလေးတက်ချင်ပါတယ်ဆိုပြီးတော့အားလုံးကြိုးဆိုပါတယ်